ကဲဦးဇင်းတို့သူတော်ကောင်းတို့တွေမိမိအကျိုးစီးပွားကိုမိမိတကယ်လိုလားတယ်ဆိုရင်ဘယ်သူဆုံးမတိုင်းနေရမလဲသူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ဘဝတွေအောင်မြင်ဖို့တိုးတက်ဖို့ကြီးပွားဖို့ဘာနဲ့တည်ဆောက်မှရတာယသမီးရဲ့စီးပွားရေးလူမှုရေးနိုင်ငံရေးဘယ်ရေးပဲဖြစ်ဖြစ်ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့မြင့်မြတ်ခြင်းနဲ့ဆိုရင်ဘာနဲ့တည်ဆောက်မှရမလဲအဲ့တော့တရားမပါဘဲနဲ့အောင်မြင်တဲ့ဘဝဆိုတာရှိဘူးဒါကိုသတိကြက်ထားပြီးတော့ကိုယ့်ဘဝကိုအကောင်းဆုံးစောင့်ရှောက်နိုင်ဖို့ဦးဇင်းကအလေးနဲ့သတိပေးပါတယ်နော်အဲ့တော့အရခမနေ့ကကိုစောင့်ရှောက်ဖို့အတွက်မမေ့မလေးရောမပေါ့ဆတဲ့သတိတရားနဲ့တိလောဘဖြစ်เสียအာယုန်တွေကိုတွေ့တဲ့အခါလောဘငါစိတ်မှာမဖြစ်ပါစေနဲ့လို့မလုပ်အောင်မဖြစ်အောင်စောင့်ရှောက်အောင်မဖြစ်ပါစေနဲ့ဆိုတာတို့ကစာဟံပေဟံနဲ့စာလို့ပြောတာဆုတောင်းတာမဟုတ်ဘူးနော်မဖြစ်ပါစေနဲ့လို့ဆုတောင်းနေတာမဟုတ်ဘူးငါတဏ္ဍာမှာလောဘဖြစ်เสียအာယုန်တွေ့ရင်လောဘမဖြစ်အောင်နေမယ်ဒီလိုကိုစောင့်ရှောက်အောင်ဟုတ်ဘူးလားနှစ်ဒေါသဖြစ်เสียအာယုန်တွေ့ရင်ဒေါသမဖြစ်အောင်နေမယ်စောင့်ရှောက်ရမယ်နော်နံပါတ်3မောဟတွေးဝေเสียအာယုန်တွေ့ရင်တွေးဝေမှုကင်းအောင်စောင့်ရှောက်အမြဲတမ်းနိုးကြားနေတဲ့ပုဂ္ဂိုလ်သတိပညာနဲ့အမြဲတမ်းဆင်ခြင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရမယ်နံပါတ်4သူကဒီနေရာမှာရစ်မှုပွဲလို့ပြောတယ်ရစ်မှုပွဲမှာတချို့ဆရာတွေကဒိဋ္ဌိနဲ့ပြောတယ်တချို့ဆရာတွေကမာနနဲ့ပြောတယ်ဒီနေ့တစ်လုံးလေးတိုးမှတ်နော်ရစ်မှုပွဲဆိုတာအခုတော်ကောင်းတို့ဟာပညာတတ်တဲ့လူကပညာမာနရစ်မှုရှိမရှိယာဓုသမားကလည်းယာဓုမာနဟုတ်ပြီနော်ဒါယာဓုဆိုတာကဒါခဏနေတော့ပြောမယ်ပေါ့လေနည်းနည်းတော့ပြောခဲ့မှဖြစ်မယ်ဘာလို့သမထလည်းပြောင်းသွားပြီပြောမယ်နော်အဲ့တော့ယာဓုဆိုတာကအုပ်ချုပ်မှုစနစ်မှန်မှန်ကန်တဲ့အသိပညာနှိမ်ပါတဲ့အောက်တန်းစားတိုင်းပြည်တွေမှာယာဓုလို့သတ်မှတ်တယ်ပညာဉာဏ်ကြီးမားတဲ့လူမျိုးနဲ့နိုင်ငံကတာဝန်လို့သတ်မှတ်တယ်ဟုတ်ပြီနော်အဲ့တော့ယာဓုကိုမာနတက်တယ်ဆိုတာယာဓုလို့ကိုခံယူလိုက်ပြီဆိုကြတဲ့ကရင်အာနာယာဓုလို့ခံယူလိုက်ကြတဲ့ကရင်ဒါအောက်တန်းစားအသိလို့သာမှတ်တာရှင်းမလားရက်ွက်လူကြီးဆိုတာရက်ွက်တာဝန်ကမြို့နယ်လူကြီးဆိုတာမြို့နယ်တာဝန်ကဒီမြို့နယ်သာရေးနာရေးသာမှုနာမှုမြို့နယ်လူထုငြိမ်းချမ်းမှုချမ်းသာမှုငြိမ်းအေးမှုအားလုံးဟာအဲ့ဒီလူကြီးပေါ်မှာတာဝန်ရှိတယ်ဟုတ်ပြီနော်ကဲထားနည်းနည်းမှန်ပါလာပြီလျှော့လိုက်အောင်မယ်နော်အဲ့တော့နောက်ပိုင်းမှာနော်တရားနဲ့လျော်အောင်ပြောပေးပါမယ်အဲ့တော့လောလောဆယ်မှာတော်ကောင်းတို့တွေမာနတရားသည်ရစ်မှုရှိတတ်မရှိတတ်ယာဓုကယာဓုနဲ့ရစ်မှုတယ်အာနာသမားကအာနာနဲ့ရစ်မှုတယ်စီးစိမ်သမားကစီးစိမ်နဲ့ရစ်မှုတယ်ဆွေမျိုးညာရကများတဲ့ပုဂ္ဂိုလ်ကလည်းဆွေမျိုးများလို့ဆိုရစ်မှုတယ်အသီးသီးပေါ့လေအဲ့လိုမာနတွေခွန်အားဗလာကြီးတဲ့လူကလည်းခွန်အားဗလာကြောင့်ယဉ်မှုတယ်ရုပ်ဆင်းလှတဲ့လူကလည်းရုပ်ဆင်းကြောင့်ယဉ်မှုတယ်ဟုတ်ကဲ့လားအဲ့ဒါကမာနနဲ့ဒိဋ္ဌိသည်တွဲရဖြစ်တယ်အယူမားနဲ့အတူထောင်လွှားတတ်တဲ့မာနသည်သူတော်ကောင်းတို့ရဲ့ကြောက်เสียအကောင်းဆုံးရန်သူပဲလို့မှတ်ထားပါဟုတ်ကဲ့လားအဲ့ဒီမာနသည်မာနရှင်ကိုချမ်းသာပေးသလားဆင်းရဲပေးသလားအဲ့ဒီမာနတရားသည်မာနရှင်ကိုအထက်တန်းရောက်စေသလားအောက်တန်းကျစေသလားဒါဖြင့်ပေါင်းဖော်အပ်တဲ့တရားလားစွန့်လွတ်ရမယ့်တရားလားဒါမြဲမြဲမှတ်ထားပါအဲ့တော့ကိုစောင့်ရှောက်ကြဖို့
ဆိုတော့ကိုယ့်ရဲ့မိမိရဲ့ချမ်းသာရေးမိမိရဲ့လွတ်မြောက်ရေးမိမိရဲ့ငြိမ်းချမ်းရေးကိုတပါးသောပုဂ္ဂိုလ်ကဆောင်ကျင်းပေးမှလားကိုယ်တိုင်လုပ်ယူရမှာလား This is called natural phenomena အဲ့ဒါသဘာဝအမှန်တရားလို့ခေါ်တယ်ဘယ်သူကမှမင်းတို့ရဲ့ငြိမ်းအေးချမ်းသာမှုကိုလုပ်မပေးနိုင်ဘူးဘယ်သူကိုယ်တိုင်လုပ်ရမှာအဲ့ဒီအတွက်ဒီမှာသူတော်ကောင်းတို့ဒီတရား၄ပါးကိုစောင့်ရှောက်ပါလို့ပြောတာကလောဘဒေါသမောဟမာနဒိဋ္ဌိတွေဟာသူတော်ကောင်းတို့ကိုချမ်းသာပေးမဲ့တရားတွေလားဆင်းရဲပေးမဲ့တရားတွေဘယ်သူကဆုံးမလဲဘယ်သူကဆုံးမတာလဲဘယ်သူအကျိုးအတွက်လဲကဲပြန်ကောက်ကြစို့မြတ်စွာဘုရားရဲ့အဆုံးအမတရားဘယ်နှပါးရှိလဲတဲ့ဟုတ်ပါလားဘာတွေလဲခဏလေးဟုတ်တရားလို့ခေါင်းစဉ်တက်ပြီးမေးရင်နောက်ကတရားဆိုတာလေးထည့်ပြီးသီလတရားသမာဓိတရားပညာတရားပါဗျာမပိမ့်နဲ့နော်ငါထုံပေးတပည့်တွေနဲ့ငါနဲ့မရဘူးဦးဇင်းဘာလို့ကျောင်းဆရာမလုပ်တယ်လဲဆိုတော့ပြောတယ်ကိုမန္တလေးတက္ကသိုလ်ဦးဇင်းတို့ကျောင်းတက်ခဲ့တော့ဆရာကြီးဆရာမကြီးတွေနှစ်စဉ်ဦးဇင်းတို့မန္တလေးတက္ကသိုလ်ဖွံ့ဖြိုးရေးအတွက်ဦးဇင်းတို့ကော်မတီမှာခေါင်းဆောင်ပြီးဦးဇင်းတို့လုပ်ပေးနေပါတယ်အဲ့တော့ဆရာကြီးဆရာမကြီးတွေကဘာပြောလဲဆိုတော့ဦးဇင်းစာသင်အောင်မြင်ပါတဲ့အဲ့တော့ဆရာပြန်လုပ်ပါလားတဲ့မဖြစ်ဘူးလို့ဒါအခုပလင်ပေါ်မို့လို့တော်တော်စိတ်ရှည်ကြအောင်ဆောင်းနေတာအဲ့လိုကျောင်းဆရာလောက်ရရင်တော့ကျုပ်အာနာရှင်ကျုပ်ရင်တဲ့ကဘာလို့ဆိုတော့မွေးတာကိုကခစ်ဆိုးစနစ်ဆိုးခစ်ပြက်ကြီးတဲ့မှာမွေးတာကိုဗျနော်1962ခုနှစ်နော်စစ်အာဏာသိမ်းပြီးကြတဲ့တိုင်းပြည်ပြတ်သွားတာသူမင်္ဂလာ60မှမွေးတာဆိုတော့ပြည်ပြက်ကြီးတဲ့မှာမွေးလာစနစ်ဆိုးတွေညင်ဆိုးတွေကျုပ်ရင်ထဲမှာအပြည့်ရှိတယ်နိုင်ရင်နိုင်သလိုဖိထောင်းခြင်းတာနော်ကြီးနိုင်ငံချင်းလှုပ်ရှင်တဲ့စိတ်တွေကကျုပ်ရင်ထဲမှာရှိနေတော့ဆရာဖြစ်ရင်လွယ်မှာမဟုတ်ဘူးလို့ကျုပ်ကိုယ်တိုင်တပည့်လှုပ်တဲ့အချိန်ကလည်းဆရာလှုပ်တဲ့လူက black book ကျုပ်တို့တုန်းက white book မရှိဘူး black book မြေပြူနဲ့သင်ရအဲ့တော့မြေပြူ black book ပေါ်မှာစာမွဲမေကွန်းရေးလို့နောက်က the knee ဆိုတဲ့မေကွန်းဆုံးပြီးတာနဲ့သူမင်္ဂလာအဖြေလန့်អော်တဲ့ကောင်းလို့ဆရာက the knee ရေးပြီးတာနဲ့နောက်ကိုလှည့်ကြည့်ပြီးတော့ဟဲ့ကောင်ဆိုသူမင်္ဂလာနာမည်အမှတ်ထားကြအောင်စပ်ဖြီးတယ်နော်ဘယ်တော့မှတီတီတတ်တတ်မနေဘူးအားလုံးပျော်ပျော်ရွှင်ရွှင်ပဲကိုယ်မြင်လိုက်တဲ့လူတိုင်းပျော်သွားပျော်အောင်နေတာအဲ့တော့စပ်ဖြီးဆိုရင်ဘလောက်ဆရာအဖြစ်ဒီလိုអော်တာအဲ့တော့အရေးပြရင်အကောင်ထင်မှကြိုက်တယ်လို့အခုဟာတွေကတော့ထုံပေပေကတ်တက်တက်နော်ဦးကြောင်ကြားတွေများတယ်ငါနဲ့မဖြစ်ဘူးလို့ပြောလိုက်အဲ့တော့အခုလဲနော်တရားလို့ခေါင်းစဉ်တက်ရင်တရားအဝင်ခွင့်ကြဖြစ်နေရမယ်ဒါလူငယ်တွေဘာမှထုံထိုင်းနေစရာအကြောင်းမရှိဘူးသာသနာလို့ခေါင်းစဉ်တက်ပေးလိုက်ရင်သီလသာသနာသမာဓိသာသနာပညာသာသနာဖြစ်ရုံပဲဒါကိုတဲ့အောင်မဖြစ်နိုင်ဘူးအဖြစ်ကဆိုးနေတာဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားဘယ်နှပါလဲပါလေလေအဲ့လိုပါဆိုနည်းနည်းလေးဟောက်လိုက်ခြောက်လိုက်မှကိုနင်တို့ကအဆင်ပြေတာငါမပြောချင်ဘူးငါအဲ့လိုလေးမလုပ်ချင်ဘူးဟမ်နည်းနည်းကိုထန်နဲ့မှန်နဲ့လှုပ်လိုက်မှဆိုတော့အဲ့ဒါကိုတချို့ကနားမလဲကြတော့ဆရာတော်ကပလင်ပေါ်မှာဒေါသတွေကြီးနေတာတဲ့နော်ဒေါသကြီးတယ်မဟုတ်ပါဘူးအလိုမကျစရာစိတ်တိုင်းမကျစရာမရှိပါဘူးသူတော်ကောင်းတို့ရဲ့စိတ်ထဲမှာဦးဇင်းတို့ပေးနေတဲ့တရားကိုစူးစူးနစ်နစ်ပိုင်ပိုင်နိုင်နိုင်ရစေခြင်းနဲ့စေတနာတစ်ခုတည်းနဲ့အလုံးလုံးနေဟုတ်ပြီနော်အဲ့တော့တရား၃ပါးသီလတရားသမာဓိတရားပညာတရားမရှိဘူးလားအဲ့ဒီတရား၃ပါးနဲ့ပဲဦးဇင်းတို့သူတော်ကောင်းတို့ရဲ့ဘဝတွေကိုတိဆောက်ရမယ်ဆိုတာမသိကြဘူးလားသိပါပါအဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့ရဲ့တကယ်အားကိုးရအစစ်ကလည်းဒီတရား၃ပါးပဲလို့မှတ်ထားဘဝပြဿနာတွေဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ်သားရေးသမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးဘယ်အရေးကိစ္စပဲဖြစ်ဖြစ်အဲ့ဒီသီလသမာဓိပညာဆိုတဲ့တရား၃ပါးနဲ့ရင်ဆိုင်ဖြည့်ရှင်းမှအောင်မြင်မှုကိုရမယ်ဒါမသိမချင်းမှတ်သွားတော့
ဟုတ်ပြီနော်အဲ့တော့မိမိရဲ့ဘဝရဲ့